အားလုံးပဲမင်္ဂလာပါရှင်အခုပေါ့နော်ညစနစ်လက်ကြောနေတယ်ဒါပေမဲ့ရုပ်တရက်ကြီးပေါ့နော်ဗီဒီယိုမလုပ်ပေးရတာကြာလို့ဒီပေါ့ဗီဒီယိုလေးလုပ်ပေးချင်တာဖြစ်ပါတယ်အဓိကတော့တာရော့နဲ့ပတ်သက်တဲ့ဗီဒီယိုလေးကိုလုပ်ပေးချင်တာဖြစ်ပါတယ်အဓိကအပြင်ဒီဗီဒီယိုဒီ no contact ဖြစ်နေတဲ့သူseparation ဖြစ်နေတဲ့သူလက်တလုံးမှာသူနဲ့ကိုနဲ့ကပြောရမယ်ဆိုရှင်အဆက်အသွယ်ပြတ်နေတဲ့သူတွေအတွက်ချိန်မယ်ဆိုရှင်အကျုံးဝင်ပါတယ်။ Okay အဲ့ဒါဆိုလို့ရှိရင်စပြီးတော့ကြည့်လိုက်မယ်နော်။လက်ရှိမှာအခုဒီဗီဒီယိုကြည့်နေတဲ့သူတွေကလက်ရှိမှာကိုနဲ့ကိုချစ်ရတဲ့သူပဲဖြစ်ပေါ့နော်။ကိုနဲ့ဒီပေါ့ crush နေနဲ့မှအဆက်အသွယ်ပြတ်သွားတာမျိုးပြောရမယ်ဆိုရင်ကိုနဲ့ crash နဲ့ကအဆက်အသွယ်ရှိတယ်အရင်ကဒါပေမဲ့ရုပ်တရက်ကြီးအဆက်အသွယ်ပြတ်သွား no contact ဖြစ်သွားတာပေါ့နော်အဲ့လိုဖြစ်သွားတဲ့သူတွေအတွက်ရည်ရွယ်ထားတာမဟုတ်လို့အဲ့လိုဖြစ်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လို့ရပါတယ်နော်အဲ့တော့7 minutes ဆိုတော့7 minutes အတွင်းပေါ့နော်အများလုံးကြည့်ပေးမှာဖြစ်ပါတယ်လက်ရှိ energy ကို check လုပ်ကြည့်လိုက်တဲ့အခါမှာအရင်တော့ကဒီဆက်ဆံရေးရာဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ဖြည်းဖြည်းချင်းစီပေါ့နော်တိဆောက်ခဲ့တဲ့ဆက်ဆံရေးမျိုးဖြစ်ပါတယ်အရန်ကြီးအလင်းစလိုဆုံးဖြတ်ပြီးတော့အလင်းစလိုချစ်မိသွားတဲ့ဆက်ဆံရေးမျိုးမဟုတ်ဘူးဖြည်းဖြည်းနဲ့မှန်မှန်ပဲပြောရမယ်ဆိုရင်တယောက်နဲ့တယောက်အချိန်ယူပြီးတော့မှဒီ relationship ကိုတိဆောက်ထားတာမျိုးတယောက်နဲ့တယောက်အချိန်ယူပြီးတော့မှစောင့်ကြည့်ထားပြီးတော့မှဒီတယောက်ကို crush မိတာမျိုးပေါ့နော်အဲ့လိုမျိုးenergy ကိုတွေ့ပါတယ်အဲ့လိုမျိုးအခုနားထောင်နေရင်းနဲ့မှအခုစပြောတဲ့ energy check လုပ်နေတဲ့အချိန်မှာကိုက်ညီရဲဆိုမှဆက်ပြီးကြည့်ပါမယ်နော်အဲ့တော့ပထမတော့ဟုတ်တယ် relationship မှာဖြည်းဖြည်းချင်းနဲ့မှန်မှန်နဲ့တိဆောက်သွားတယ်သူနဲ့ကိုနဲ့ကအစင်လဲပြည်နေခဲ့တယ်ဒါပေမဲ့ရုပ်တရက်ကြီးပေါ့နော်ကံကြမ္မာကပြောင်းလဲသွားခဲ့တယ်ရှင်အဲ့ဒီကံကြမ္မာပြောင်းလဲသွားတာကြောင့်နှစ်ယောက်သားပေါ့နော်နာကျင်ခံစားနေရတာမျိုးအသေးကွဲနေရမျိုးဒါမှမဟုတ်လက်ရှိကြည့်နေတဲ့သူမှာအသေးတွေကွဲနေတာမျိုးကိုတွေ့ရှိရပါတယ်ဒါဆိုတယောက်ကလည်းထွက်သွားရတယ်ဆိုရင်နမိတ်ကိုပြပါတယ်နော်ဆိုတော့ဆက်ပြီးတော့ကြည့်မယ်လက်ရှိမှာသူဘာတွေလုပ်နေမလဲသူဘာတွေတွေးနေမလဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကြည့်ပါမယ်အဲ့ဒါအုပ်စုလိုက်ပြပြနောက်ဆုံးပြန်ပြီးတော့ contact လုပ်မှာလားနောက်ဆုံးဒီ no contact ဖြစ်နေတဲ့သူတွေအများဆုံးပြန်ပြီးတော့ contact ပြန်ဖြစ်မှာလားဆက်ပြီးတော့good news is coming back okay so ဒီကတော့တစ်ချက်ပြောကြည့်မယ်နော်အခုလက်ရှိသူကဘာတွေလုပ်နေလဲဆိုတော့သူ့ရဲ့ career ကိုသူကအရန်ကိုပေါ့နော်သူ့ရဲ့ဝါသနာသို့မဟုတ်သူ့ရဲ့ career ကိုပို့ပြီးတော့အားဆိုင်နေရအောင်တွေ့တယ်အထူးသဖြင့်ငွေကြေးကိုပို့ပြီးတော့သူက view ဆိုင်နေတာကိုမြင်ရပါတယ်သူရဲ့ future အတွက်သူကပို့ပြီးတော့အဲ့ဒီလမ်းကြောင်းကိုသွားနေတာမြင်ပြီးတော့သူကသူ့ရဲ့ဒီပေါ့နော်အခုဒီ reading ကိုကြည့်နေတဲ့သူလေးတွေရဲ့သူလေးတွေနဲ့ပေါ့နော် contact ပြန်လုပ်တဲ့မလုပ်တဲ့ကိုသူကအဲ့ဒီတွေးတောမှုရဲ့အလယ်မှာဖြစ်နေရလှုပ်တဲ့မလှုပ်တဲ့ဆိုရဲဂျားထဲမှာသူဖြစ်နေရပေါ့နော်ဆုံးဖြတ်ချက်လည်းသူမချနိုင်သေးဘူးသူလည်းပဲဒီအခုကြည့်နေတဲ့သက်ဆိုင်သူတို့ရဲ့ပေါ့နော်သက်ဆိုင်သူတို့နဲ့ကွဲသွားတဲ့အတွက်သက်ဆိုင်သူတို့နဲ့ no contact ဖြစ်သွားတဲ့အတွက်သူလည်းပဲညဘက်ဒီမှာအိတ်မပြောတာအိတ်လို့မရတာမျိုးကိုသူတွေ့ရှိရပါတယ်လက်ရှိမှာသူကငွေဖြစ်နေတာမျိုးကိုတွေ့ရပြောရမယ်ဆိုရင်ငွေဆိုတာသူကငွေပဲရှာနေတာမျိုးအလုပ်ပဲစူးစမ်းနေတာမျိုးပြောရမယ်ဆိုရင်တက်ဆိုင်လူတွေကိုတတိယလေးတက်ဆိုင်လူလေးတွေကိုတတိယလေးသူကငွေကိုပို့ရှာလေးcareer ကိုပို့အားဆိုင်လေးဒီဘက်ကိုပေါ့နော်ပြန်ပြီးတော့
မရောက်မိသွားဘူးပေါ့နော်လမ်းချောင်းပြောင်းနေတဲ့သဘောမျိုးကိုတွေ့ရတယ်။ तू ကလေတက်ဆိုင်သူတို့ကိုလေပြောရမယ်ဆိုရင်ဆက်သွယ်ခြင်းနဲ့တည်တာသူ့ရဲ့အတွေးတွေသူ့ရဲ့အိမ်မက်တွေထဲမှာတော့ तू ကဆက်သွယ်ပြီးသွားပြီဒါပေမဲ့လက်ရှိမှာ तू ကလုံးဝအကောင့်ထဲမှာပေါ်သေးတာကိုတွေ့ရတယ်လက်ရှိမှာ तू ကသူ့ရဲ့ live မှာ तू ကတော်တော်လေးကိုအလုံးနဲ့ပတ်သက်ရင် तू ကတော်တော်လေးကိုဆရာကြနေတဲ့အနေအထားမျိုးကိုလည်းတွေ့နေရပါတယ်ပြောရမယ်ဆိုရင်သူ့ရဲ့စူးစမ်းအားထုတ်မှုကြောင့်ပေါ့နော်သူ့ရဲ့စူးစမ်းအားထုတ်မှုကြောင့် तू ကလက်ရှိမှာသူ့ရဲ့ position သူ့ရဲ့ career မှာ तू ကဆရာကြီးဖြစ်နေတာပေါ့အဲ့လိုမျိုးပုံစံမျိုးအနေထားတော့တွေ့နေရတယ်သူ့ရဲ့ career တော်တော်သူအဆင်ပြေနေပြီတခုပဲအဆင်မပြေတာအဲ့ဒါကသက်ဆိုင်သူတို့နဲ့ပတ်သက်တဲ့အခြေအပေါ့နော်အဲ့ဒီအခြေကိုသူပြန်စတင်လားမစတင်လားဆိုတဲ့ဟာမျိုးသူစဉ်းစားနေတယ် okay အချစ်တရားတဲ့တိတ်ဆုံးသွားပြီလားပြောချင်တာကတော့ဒီအချစ်ကပြီးဆုံးသွားပြီလားပေါ့နော်ဆိုပြီးတော့သူတွေးတောနေတယ်သူ့ကိုယ်သူတောင်သူမတီးဘူးဖြစ်နေတယ်ငါသူ့ကိုမချစ်တာကောဟုတ်ရဲ့လားဆိုရယ် feeling မျိုးတွေပေါ့နော်ငါတို့တိဆောက်ခဲ့တာဘာအတွက်လဲဆိုပြီးတော့လက်ရှိမှာသူကပြောရမယ်ဆိုလို့ရှိရင်သက်ဆိုင်လူလေးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်တွေးတောနေတယ်ငါစူးစမ်းခဲ့တာဒီ relationship ကိုငါတို့ဖြည်းဖြည်းနဲ့တိဆောက်ခဲ့တယ်ဖြည်းဖြည်းနဲ့ပုံမှန်လေးပဲတိဆောက်ခဲ့တယ်လောခဲ့တာလည်းမရှိအဲ့ဒါတော့ဘာဖြစ်လို့ဒီလိုဖြစ်နေရလဲဆိုပြီးတော့သူကအဲ့ဒါနဲ့ပတ်သက်ပြီးတော့မိကုန်းထုတ်နေရရှိနေပါတယ်ပြီးတော့သက်ဆိုင်သူလေးတွေနဲ့ဒီဇလန်းပေါ့နော်အချစ်ဇလန်းတွေမှာဖြောင်ပြူခဲ့တာတွေလည်းမရှိခဲ့ဘူးအတိုက်ခိုက်တွေပေါ့နော်အတိုက်ခိုက်တွေပတ်ဝန်းကျင်ရဲ့ထိုးနှက်မှုတွေအဲ့လိုပေါ့ပတ်ဝန်းကျင်ရဲ့ဘေးစကားတွေအများကြီးကိုရေးဆိုင်ခဲ့ရတယ်ဆိုတာကိုတွေ့ရတယ်ပြောရမယ်ဆိုရင်ဒီအချစ်ဟာလွယ်လွယ်နဲ့တိဆောက်ခဲ့တာမဟုတ်ဘူးအများကြီးကြော်ဖြတ်ခဲ့ပြီးတော့မှပေါ့နော်ဒီလိုစုံတွေးခဲ့ရတာဖြစ်တယ်ပြောရမယ်ဆိုရင်သူကိုယ်တိုင်ကအခုလိုမျိုး break ယူလိုက်တာ no contact ဖြစ်နေတယ်ဆိုတာသူကိုယ်တိုင်ဒီအချစ်နဲ့ပတ်သက်ပြီးတော့သက်ဆိုင်လူလေးတွေနဲ့ပတ်သက်တဲ့အချစ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြန်စဉ်းစားချင်တာဒီပေါ့ပြောရမယ်ဆိုရင် next level တက်ဖို့လဲပါမှာပေါ့နော်တကယ်လို့သူသာပြန်ဆက်တယ်ခဲ့မယ်ဆိုလို့ရှိရင်next chapter ထပ်သွားဖို့အတွက်ဘာတွေဘယ်လိုပြင်ဆင်တင်လဲဘာလို့ဒီအတိတ်မှာတင်ငန်းစာဘာတွေယူခဲ့တင်လဲဆိုတော့ဟာမျိုးကိုသူစဉ်းစားနေတာမျိုးတယောက်တည်းအဖြေရှာနေတာမျိုးကိုတွေ့ရပါတယ်အခုလဲသူအိတ်မပျော်ပါဘူးเนาะသူဘလောက်ပဲသူ့ရဲ့လုပ်ငန်းနယ်ပယ်မှာအဆင်ပြေနေနေသက်ဆိုင်သူတို့ကိုပေါ့เนาะတတိယနေတဲ့စိတ်ကတော့ဘလို့မှအဆင်မပြေတာပါအဲ့တော့အခုချိန်မှာ no contact ဖြစ်နေတဲ့သူတွေရှိပါသလားရှိရဲဆိုလို့ရှိရင်တော့သိမကြခင်အတော်အတွင်းမှာပြန်ပြီးတော့ဆက်သွယ်လာဖို့ရှိပါတယ်เนาะပြန်ပြီးတော့ကန်ဂျမာကတွေးဆုံပေးလိုက်တာမျိုးပြန်ပြီးတော့ရေစက်ပြန်ဆုံသွားတာမျိုးဖြစ်လာဖို့အများကြီးရှိပါတယ်ရက်ပိုင်းနေနဲ့ပြောရမယ်ဆိုရင်တော့ကိုယ့်ရဲ့အတွင်းပြန်ဆက်သွယ်လာတာမျိုး9လပိုင်းကြော်တာနဲ့ပြန်ဆက်သွယ်လာမှာမျိုးဥမာ6လပိုင်းတည်းပေါ့နော်အမြန်ဆုံးကတော့9ရက်အတွင်းနောက်ကျဆုံးကတော့6လပိုင်းထဲမှာတွေ့ရပါတယ်ပြန်ပြီးတော့ဆက်သွယ်လာဖို့ပေါ့နော်6လပိုင်းကျရင်သူ့ရဲ့စိတ်ကိုတော်လန်ပြီးတော့ပြန်ပြီးတော့ contact လုပ်မှာပါပြန်ပြီးတော့ contact လုပ်မှာပါเนาะအမှန်တိုင်းပြောရင်အခုချက်ချင်းတော့ဆက်သွယ်လို့ရတယ်ဒါပေမဲ့ तू ကမဆက်သွယ်ရသူအများကြီးတွေးနေတာသူ့ရဲ့အတွေးတွေကိုစောင့်ဆိုင်လိုက်ပါเนาะသူ့ရဲ့အတွေးတွေးပြီးသွားတာ ਨੇ သက်ဆိုင်သူလေးတွေစီကိုအမြန်ဆုံးပြန်လာမှာပါဒီ energy ကိုအကောင်းဆုံးနဲ့အမြန်ဆုံးနဲ့ကိုက်ညီပါစေလို့မာယာဆုတောင်းမိလိုက်ပါတယ်နောက်ဆုံးကနော်အဆင်ပြေမှာလုံးဝအားလုံးကျေးဇူးတင်ပါတယ်